ထန်း24ပစ္စည်းဆုတောင်းဖြစ်ပါသည်ရှင်ဖျားဟေတုပစ္စယောအကုသိုလ်ကင်း၍ကုသိုလ်နှင့်ရှင်တွဲရပါစေတာအာရမဏပစ္စယောမျက်စိနှင့်နားဒီနိဗ္ဗာန်တို့မျက်မှောက်ပြရပါစေတာအဓိပတိပစ္စယောယုတ်နံနှစ်ပါးကိုစောက်ရှောက်ထိမ့်သိမ်းနိုင်ရပါစေတာအနန္တရပစ္စယောများလာစွာသောကုသိုလ်တရားများကိုမျက်မှောက်ပြရပါစေတာတမနန္တရပစ္စယောယုတ်နှင့်အတူရှိသောတရားတို့ကိုမျက်မှောက်ပြရပါစေတာတဟဇာတပစ္စယောယုတ်ယုတ်ချင်းနန္နန်ချင်းထင်ရှားစွာတည်ရပါစေတာအိညမင်းညပစ္စယောယုတ်မနန္တို့နာမယုတ်တို့ပြောင်းလဲ၍တည်ရပါစေတာနိတယပစ္စယောယုတ်နံနှစ်ပါးတို့၏တရားကိုတည်ရပါစေတာဥပနိတယပစ္စယောယတနာသုံးပါးကိုဥထိတ်ထားရပါစေတာပုရိဇာတပစ္စယောရှိကဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြရပါစေတာပစ္စာဇာတပစ္စယောနောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြရပါစေတာအာဒီဝနပစ္စယောလူရဆန္ဒမရှိအောင်ပြည့်စုံရပါစေတာကမ္မပစ္စယောကံသုံးပါးကိုထိမ့်သိမ့်နိုင်ရပါစေတာဝိဘာဂပစ္စယောဝိကျွေးတုံးတွေကိုပယ်ဖြတ်ရပါစေတာအာဟာရပစ္စယောလူရဆန္ဒကိုပြည့်စုံစွာထောက်ပံ့နိုင်ကြပါစေတာဣန္ဒြိယပစ္စယောနာယုတ်ကိုထိမ့်သိမ့်တတ်သောပညာနှင့်ပြည့်စုံရပါစေတာဇာနာပစ္စယောသူတော်ကောင်းတရား9ပါးနှင့်ဉာဏ်စဉ်5ပါးတို့နှင့်ပြည့်စုံရပါစေတာဇာနာပစ္စယောသူတော်ကောင်းတရား9ပါးနှင့်ဉာဏ်စဉ်5ပါးတို့နှင့်ပြည့်စုံရပါစေတာဇာနာပစ္စယောသူတော်ကောင်းတရား9ပါးနှင့်ဉာဏ်စဉ်5ပါးတို့နှင့်ပြည့်စုံရပါစေတာမဂ္ဂပစ္စယောဘောနာ2ပါးအပေါင်းတို့အာယုံပြု၍ထွတ်ထိပ်ပညာကိုရပါစေတာတံပြုတ်တပစ္စယောသူတော်ကောင်းတို့နှင့်ပေါင်း၍ခုနှစ်ဖြာသောတရားနှင့်ရှင်တွဲရပါစေတာဝိပြုတ်တပစ္စယောတယုတ်မာနှင့်ဝေ၍အကုသိုလ်နှင့်ကင်းရှင်းရပါစေတာအဋ္ဌိပစ္စယောတမှုတိနယ်၏အရှင်ကိုဟုတ်မှန်စွာတည်ရပါစေတာနတ္ထိပစ္စယောပရမတ္ထမရှိတရား၏အတ္တိကိုမျက်မှောက်ပြရပါစေတာဝိကတပစ္စယောရှေ့၌ပွင့်ကုန်ပြီးတော့ဘုရားတို့ကိုရှိခိုးရပါစေတာအဝိကတပစ္စယောပွင့်လက်တတ်သောဘုရားရှင်တို့ကိုလည်းရှိခိုးရပါစေတာပဋ္ဌာန်းဒေသနာတော်အမျှဝေဂါထာဖြစ်ပါသည်ရှင်ဖျားဣတဝတ္တသအမေဟိပဋ္ဌာနံဗနိတံတုဗံတပေတန္တာနုမောဒံတုတတမထိတိဂာမိနာတာတုတာတုတာတု